beginner တော်တော်များများက marketing မှာ free တယ်ဆိုတာသူတို့ညံ့လို့မဟုတ်ပါဘူးဒီအချက်လေးတွေကိုကြော်ခဲ့လို့ဖြစ်ပါတယ်သူတို့က business step တွေကိုကြော်ပြီးတော့ advanced level မှာသုံးနေတဲ့ trick တွေကို like သုံးတာမျိုးတွေလည်းရှိတယ် attention မရခင်မှာ fan တွေကိုအရင်တိဆောက်တာမျိုးတွေရှိတယ် trust လို့ခေါ်တဲ့ယုံကြည်မှုမတိဆောက်ရသေးခင်မှာကျွန်တော်တို့ chatbot လိုမျိုး automation တွေကိုသုံးတာတွေရှိတယ် clarity လို့ခေါ်တဲ့ရှင်းလင်းသက်သာမှုတွေမရှိဘဲကြော်ညာတွေလောက်တာတွေရှိတယ် marketing ကအစင်လိုက်အတိုင်းသွားရတာဖြစ်ပါတယ်ကျွန်တော်တို့ rush ဖြစ်လို့ကြော်လိုက်လို့မရပါဘူး attention ကအရင်ဆုံးလာတယ်ဒုတိယအနေနဲ့ယုံကြည်မှုရအောင်တည်ဆောက်တယ် conversation လို့ခေါ်တဲ့ဈေးရောက်တာကနောက်ဆုံးအနေနဲ့ပဲလောက်ရတာဖြစ်ပါတယ်ကိုကဒီတိုင်းမသွားပဲအဆင့်တွေကြော်မယ် rush ဖြစ်မယ်ဆိုရင်လူတွေကို confuse ဖြစ်စေပါတယ်လူတွေက confuse ဖြစ်တဲ့အခါမှာဈေးဝယ်လေးမရှိပါဘူး marketing ကမခက်ပါဘူးသိရှိဖို့ပဲလိုတာဒီနေ့တော့10မိနစ်စာ marketing ဖြစ်ပါတယ်